နန်းတွင်ဥယျာဉ်တော်အတွင်းမှာပညာရှိအမတ်ကြီးဟာလေပြင်းတစ်ချက်အဝေးမိဖုရားကြီးရဲ့ဝိယုံတော်လွင်ကနေထစ်ထွားစဉ်မှာဝင်းဝါဆိုပြေလာတဲ့ခါလီကိုအမတ်မထင်မြင်တွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းဟာအမတ်ကြီးရဲ့နှလုံးသားကိုညားတစ်စိမ့်လိုစိုက်ဝင်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးပညာရှိအမတ်ကြီးဟာမအိပ်နိုင်မစားနိုင်ဖြစ်လာပါတယ်။ပညာရှိတော်လေအမတ်ကြီးဟာတာယာမှုနောက်မှာအတိတရားတွေပျောက်ဆုံးနေခဲ့ပါတယ်။ပါးနဲ့လှတဲ့မိဖုရားကြီးဟာအမတ်ကြီးရဲ့ထူးခြားနေတဲ့အမူအရာနဲ့သူ့အပေါ်ကြီးတဲ့အကြည့်တွေကိုသတိထားမိလိုက်ပါတယ်။ဒါဟာတိုင်းပြည်အတွက်အန္တရာယ်ရှိသလိုအမတ်ကြီးရဲ့ဂုဏ်သိက္ခာအတွက်လည်းညှိုးနွမ်းစေမယ့်အရာမို့မိဖုရားကြီးကပညာသားပါဆုံးမဟုဆုံးဖြတ်လိုက်ပါတယ်။ဒီနေ့မှာတော့မိဖုရားကြီးကအမတ်ကြီးကိုသူ့ရဲ့နန်းဆောင်စီတီးတန့်ဖိတ်ခေါ်လိုက်ပါတယ်။အမတ်ကြီးခမညာရင်တချိထိတ်နဲ့ရောက်လာတဲ့အခါမှာတော့မိဖုရားကြီးရှေ့မှာရွှေကွက်ငွေကွက်နဲ့ကြေးကွက်သုံးကွက်တို့အစင်လိုက်ချထားတာကိုတွေ့လိုက်ရပါတယ်။မိဖုရားကြီးကတီငိမ်စွာနဲ့အမတ်ကြီးကိုကြည့်ပြီးမိန့်ပါတယ်။ ကဲအမတ်ကြီးဒါကတော့တောတောင်တွေကအဖိုးတန်ဆေးမြစ်တွေနဲ့ဖောဆက်ထားတဲ့အားဆေးတစ်ခွက်ပဲအမတ်ကြီးပင်ပန်းနေပုံရလို့တိုက်ကြွေးခြင်းတယ် မိဖုရားကြီးကအဲ့ဒီလိုမိတ်ပြီးကြေးခွက်ကိုအရင်ဆုံးတောက်ခိုင်းလိုက်တယ် အမတ်ကြီး ဘာအရသာရှိသလဲ ဖန်တန်တန်ကြီးပါဗျာ မိဖုရားကြီးကအမတ်ကြီးကိုငွေခွက်ကိုထပ်ပြီးတောက်ခိုင်းလိုက်ပြန်တယ် ပြီးတော့အမတ်ကြီးကိုထပ်မေးလိုက်ပြန်တယ် အမတ်ကြီး ဘာအရသာရှိသလဲ ဖန်တန်တန်ကြီးပါဗျာ အဲ့ဒီနောက်မှာတော့မိဖုရားကြီးကအမတ်ကြီးကိုနောက်ဆုံးကြံတဲ့ရွှေခွက်ကိုထပ်ပြီးတောက်ခိုင်းလိုက်ပြန်တယ်ပြီးတော့အမတ်ကြီးကိုထပ်မေးလိုက်ပြန်တယ် အမတ်ကြီး ဘာအရသာရှိသလဲ ဖန်တန်တန်ကြီးပါဗျာ အဲ့ဒီလိုအမတ်ကြီးရဲ့အဖြေကိုကြားတဲ့အခါမိဖုရားကြီးကလေးနဲ့လာတဲ့အကြည့်နဲ့ဆုံးမစကားကိုဆိုလိုက်ပါတော့တယ် အမတ်ကြီး အခုမြင်တဲ့အတိုင်းပဲဆေးရီကတစ်မျိုးတည်းပဲမို့ခွက်တွေဘလောက်ပဲကွာခြားပါစေအရသာကတော့ဖန်တန်တန်ပဲမဟုတ်လားမိမသားဆိုတာလဲဒီလိုပါပဲနန်းရင်းကမိဖုရားဖြစ်ဖြစ်တောရွာကဆင်းရဲသူဖြစ်ဖြစ်ရွှေခွက်နဲ့တူတဲ့အဆင့်အတန်းရှိသူဖြစ်စေကြေးခွက်နဲ့တူတဲ့တာမန်သူဖြစ်စေခန္ဓာကိုယ်ရဲ့သဘောတရားနဲ့အနှစ်သာရကတော့အတူတူပါပဲအမတ်ကြီးဟာပညာရှိတစ်ယောက်ဖြစ်ပါရဲ့နဲ့အပေါ်ယံအလှအပဆိုတဲ့ခွက်ကိုကြည့်ပြီးအနှစ်သာရကိုမေ့လျော့နေတာဟာမသင့်တော်ဘူးထင်တယ် မိဖုရားကြီးရဲ့ပညာသားပါနှိုင်းရှင်ချက်ကြောင့်အမတ်ကြီးဟာခေါင်းကိုမိုးချိုးပစ်ချလိုက်တယ်လို့ခံစားလိုက်ရပါတယ်။သူဆွဲလန်းနေတာဟာအပေါ်ယံအကာသာဖြစ်ကြောင်းကိလေသာရဲ့လှည့်စားမှုသာဖြစ်ကြောင်းအတိဝင်သွားပါတယ်။မိဖုရားကြီးကနောက်ဆုံးတစ်ခေါက်အမတ်ကြီးကိုစမ်းသပ်တဲ့အနေနဲ့ထပ်မေးလိုက်ပါတယ် ကဲအမတ်ကြီးအခုအမတ်ကြီးရဲ့စိတ်ထဲမှာရောဘာအရသာကြံနေသေးသလဲ ။အမတ်ကြီးကရှက်ပြုံးပြုံးက ဖန်တန်တန်ကြီးပါဗျာ